ချင်းမိုင်မှာမြန်မာငွေ3,000ဝန်းကျင်မှာအခန်း၄ခန်းပါပြီးတော့106လမ်းမရန်တစ်စင်အိုတောင်းတဖာဂိတ်တီကိုတိုက်ရိုက်ရောက်ရှိနိုင်မယ်AR project ဒီတစ်ခုကိုမိတ်ဆက်ပေးပါမယ်location အနေနဲ့ဆိုရင်ချင်းမိုင်ရဲ့စံကပန် district ရဲ့ဘူဆန်လို့ခေါ်တဲ့ခါရှူရတောင်းလက်ထဲမှာတရှိလို့ peaceful living နဲ့ city connection နှစ်ခုလုံးကိုရရှိနိုင်မယ်နေရာကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။တွာလာရေးအတွက်ဆိုရင်106လမ်းမရန်တစ်စင်မြို့တဲ့အိုတောင်းရဲ့တဖာဂိတ်တီကိုတိုက်ရိုက်ရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်။အိမ်ကတော့144 square meter အောင်မှာ4 bedroom 3 bedroom နဲ့2 car parking space ဘေးမှာဆိုရင်လည်းမြေ area အပိုပါရှီအောင်မှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့တူအိမ်လေးကိုတစ်ချက်လိုက်ကြည့်ပေးကြပါဦးခင်ဗျာ။အခန်းဖွဲ့စည်းမှုအရန်ကောင်းပါပြီ။ကျွန်တော်တို့ဝင်လာခြင်းဒီမှာဆိုရင် living area လေးပါမယ်။ဆက်သွားမယ်ဆိုရင်ဒီဘက်မှာဆိုရင် dining table မှာမိသားစု၄ယောက်စာကောင်းကောင်းမွန်မွန်စားနိုင်မယ်။ဟိုဘက်မှာဆိုရင်လည်းဧည့်သည်လာအသုံးပြုဖို့အတွက် common toilet လေးပါမယ်။ဒီနာလေးကတော့အရန်အောင်မှာကြက်ကြက်ဝန်းလေးပဲဖြစ်ပါတယ်။အောက်ထပ်မှာဆိုရင်လည်းလူကြီးမိဘတွေအတွက်အခန်းတစ်ခန်းပါရှိပြီးအရန်အောင်မှာကြက်ကြက်ဝန်းလေးပဲဖြစ်ပါတယ်။ဒီနေရာလေးကတော့ open kitchen အတွက်နေရာလေးဖြစ်ပြီးဒီနေရာလေးကတော့ကျွန်တော်တို့မြန်မာရဲ့အကြိုက်မိဖို့ကြောင့်ကြက်ကြက်ဝန်းလေးကိုမှာ separate kitchen လေးပဲဖြစ်ပါတယ်။ခုနကကျွန်တော်ပြောတဲ့မြေပို area လေးရောဒီနေရာလေးပဲဖြစ်ပါတယ်အိမ်ဘေးမှာဆိုရင်လည်းမြေပို area ကိုမှကြက်ကြက်ဝန်းလေးနဲ့အပင်တွေပါတယ်စိုက်မယ်ဆိုရင်လည်းအသုံးပြုလို့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒုတိယတက်လေးကိုတစ်ချက်လိုက်ကြည့်ပေးကြပါအောင်ခင်ဗျာဒုတိယတက်မှာဆိုရင်အခန်း3ခန်းနဲ့ဖွဲ့စည်းထားပြီးအခန်းဖွဲ့စည်းပုံဘယ်လိုလေးလဲဆိုတာကျွန်တော်တို့တစ်ချက်လိုက်ကြည့်ပေးကြပါအောင်ဒုတိယတက်ရဲ့ဖွဲ့စည်းပုံကတော့ကျွန်တော်တို့ရောက်ရှင်ဒီဘက်မှာဆိုရင် main master bedroom ကိုတွေ့ရမှာဖြစ်ပါတယ်။အရန်အောင်မှာကြကြဝန်းနဲ့ဒီနားလေးကတော့လူချင်းမင်းတို့အိတ်ဆက်ဖို့အတွက်နေရာလေးဖြစ်ပြီးဒီဘက်မှာဆိုရင် TV ပါကြည့်မယ်။ဒီနေရာလေးကတော့အမျိုးသမီးတွေအတွက် makeup counter လေးပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီဘက်မှာဆိုရင်လည်း balcony ကိုမှလုံးဝအကြီးပါမှာပဲဖြစ်ပါတယ်။ဒီနားလေးကတော့ရေချိုကအိမ်သာအတွက်နေရာလေးပဲဖြစ်ပါတယ်။အရန်အောင်မှာကြကြဝန်းလေးပဲဖြစ်ပါတယ်။အဲဆိုတော့ကျွန်တော်တို့နောက်ထပ်နှစ်ခန်းကိုလိုက်ကြည့်ပေးကြပါဦးဒီဘက်မှာဆိုရင်တော့နောက်ထပ်အခန်းနှစ်ခန်းအသုံးပြုရမယ် toilet လေးပဲဖြစ်ပါတယ်โอเคဒါကတော့ဒုတိယအခန်းလေးပဲဖြစ်ပါတယ်အလင်းဝင်ထွက်မှုအရန်ကောင်းမှုပြီဒီနားလေးကတော့အိတ်ဆက်ဖို့အတွက်နေရာဖြစ်ပြီးတော့ဒီနားမှာဆိုရင်လည်းဝတ်တွေပိုင်းထည့်ဖို့အတွက် cabinet အတွက်နေရာကြီးဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တို့တတိယအခန်းလေးကိုလိုက်ကြည့်ပေးကြပါဦးဒီခန်းလေးကတော့တတိယမြောက်အခန်းလေးပဲဖြစ်ပါတယ်ခုနအခန်းလေးလည်း၄ယောက်တူတူလေးပဲဖြစ်ပါတယ်ဒီဘက်မှာဆိုရင်လည်းဗတင်းပေါက်တွေပါမယ်အရာအောင်မှာအခန်းဖွဲ့စည်းမှုခေါင်းမွန်နဲ့အိမ်လေးပဲဖြစ်ပါတယ်4 bedroom 3 bedroom ပါတဲ့အိမ်ပဲဖြစ်ပါတယ်ချင်းမိုင်ရဲ့ nutrient ကာရှာကိုခန်းစားနိုင်မယ်အပြင် CD အဆက်ကိုပါရရှိနိုင်မှာဖြစ်လို့နေရာကောင်းအောင်မှာဈေးနှုန်းတက်နဲ့ရရှိနိုင်မယ်ဒီအိမ်ဟာ project လေးကိုဝယ်ကြည့်ရှုလို့ပါကျွန်တော်တို့ link property ထိုင်လုံးဆက်သွယ်နိုင်ပါတယ်ခင်ဗျာ